သားဟင်းတစ်ခွက်ချက်ဖို့တော့ကျတော့အဖြူအနေစီးတတ်ပါမယ်ဒီနေ့ချောင်းစီးတတ်ပြီးလို့ရှိရင်ကျသားကိုစားငံပြားရေးချုံမုံနဲ့ရတာနှက်ထားတယ်နှက်ထားပြီးတော့အိုးရောင်ထည့်ပါမယ်ကျသားဟင်းစီးပြန်နဲ့ထမင်းပုံလေးစားခြင်းလို့ဒီနေ့တော့မအားတဲ့ကြားရရင်ရုံးပေးရမှာကျသားဟင်းလေးချက်ပါမယ်ဒီရေကောထည့်ပြီးတော့ရှင်ဒီထည့်လေးနဲ့အရင်တော့အဲ့ဒီကျနားရဲ့ဒီနဲ့စုံလေးနဲ့ပဲလုံးပါမယ်အဲ့ဒီစီလေးထောက်သွားပြီးတော့လုံးနေလေးထည့်ပါမယ်နှစ်ရေသုံးရေလောက်စီပြန်အောင်ချက်လိုက်ပါတယ်ဘာလို့ဆိုအေးနေအောင်ချက်ပြီးတော့စီပြန်လိုက်ဆိုတော့ကျနားရဲ့ဖက်လေးကိုစားလို့ပါ